ရောက်နေရအောင်哦，好的，我姑说啊，这里有，အမဘာပြောနေလဲတယောက်တည်း ။အော်ဘာမှမဟုတ်ပါဘူး။ဒီလိုပါပဲ Out there low, pinning gay, and my lame, can't get me out, say, come on, I don't mean Well done မှာလင်းထက်ဒီနေ့ဘယ်သွားဆရာရှိသေးလဲ ဒီနေ့ဆိုင်တွေရဲ့ရောင်းအား data တွေကောက်ဖို့အတွက်ဝေးထွက်ဆရာရှိပါတယ်အမ အဲ့ဆိုအာကာကိုပါတခါရဲခေါ်သွားအာကာလင်းထက်နဲ့တူလိုက်သွားပြီးရင်မင်းလေးလာဆရာရှိရတော့တခါရဲလေးလာခဲ့လိုက်နောက်တစ်ခေါက်ကျရင်မင်းတယောက်တည်းတက်တက်ဝေးထွက်ရမယ် ဟုတ်ကဲ့ပါအမကျွန်တော်တေးချာလေးလာခဲ့ပါမယ် 你买来的哇？别的嘞，老罗啊，身体了。အခုမှသားကြောင်စူးစမ်းနေတော့မှာဗျာအစဆိုတော့တင်းစဲအများကြီးကျန်这是我干的啊，皮皮筋我好了。快点快点。ဒီလိုအကဲကိုလင်းကို MPD ရနေပြီးတော့ data တွေကို regular နည်းနဲ့ဘယ်လိုဝယ်လို့ရမလဲဆိုတာရှင်းပြပေးလို့ရမယ် OK OK，我嘞，customer service ကကျွန်တော်တို့ ကောင်နာမားရဲ့လူရအများကြီးပဲလေဗျာဒီလောက်လေးကတော့ကျွန်တော်တို့ပဲဝယ်ဆောင်ပေးနေရအောင် ကဲဟုတ်ပါပြီဗျာဆရာလေးရဲ့သဘောတိုင်းပါပဲ အကဲခဏလေးထိုင်ပါ အကဲထိုင်ပါဦးဗျာ အော်ဖေကဒီရောက်နေရအောင် ဩဟောလေအခုတော့ဒိဋ္ဌိကို APT4U app ကနေပြီးတော့ကြတော့ data ဘယ်လိုဝယ်ရမလဲဆိုတာကိုရှင်းပြနေရလေဩညီမထိုင်ပါ ဟုတ်တယ်ကိုရဲ့ညီမလည်းတင်ပေးပါရဲ့အဖေကလူကြီးဆိုတော့လေ active ပါမတက်တုံးတက်ဘူး အဲ့အတွက်ဘာမှမပူနိုင်ခဲ့ကျွန်တော်တို့ရဲ့ APT4U new version ကနေပြီး user တွေတုံးပြရလွယ်အောင် update လုပ်ပေးထားပြီးပြီဗျပထမဆုံးဖုန်းထဲမှာ download ထားတဲ့ MPT4U app ထဲကိုအရင်ဝင်လိုက်မယ် app ထဲကိုဝင်လိုက်တာနဲ့ထိတ်ဆုံးမှာ promotion banner ကိုတွေ့လိုက်မယ်အဲ့ဒီမှာ MPT ရဲ့ customer တွေအတွက်အသုံးဝင်တဲ့ package တွေကိုမြင်ရပါလိမ့်မယ်ကိုလိုချင်တဲ့ package ကိုဝယ်ယူဖို့ဘေးဘက်ကိုဆွဲပြီးရွေးချယ်နိုင်ပါတယ်ဒါအပြင်ဖုန်းပေးဖြည့်ဖို့ဒါမှမဟုတ်ဖုန်းပေးကြိုတုံးထားဖို့ဒီလို top up နဲ့ယူထားတွေကိုတစ်ချက်နှိပ်လိုက်ရုံနဲ့ဝန်ဆောင်မှုတွေကိုအချိန်တိုအတွင်းရယူနိုင်ပါတယ်ဒီအောက်မှာရှိတဲ့ service icon လေးကိုနှိပ်ပြီးမိမိကြိုက်တဲ့ဝန်ဆောင်မှုတွေကိုလည်းတုံးဆွဲနိုင်ပါတယ် special offer တွေကိုလည်းပုံမှန်ပြထားတဲ့အတိုင်းတစ်စုစီတည်းမြင်နိုင်ပြီးဘေးဘက်ကိုဆွဲကိုကြိုက်တဲ့ရာ package တွေကိုတွေ့တာနဲ့တန်းနှိပ်ပြီးဝယ်ယူနိုင်ပါတယ် MPT ကပေးပို့တဲ့ up to date news တွေကိုလည်းလက်မလွတ်ဖို့အတွက်ဒီခေါင်းလောင်းလေးတွေကိုဝင်ပြီးလေ့လာနိုင်ပါသေးတယ် MPT4U app ကိုအလွယ်ကူဆုံးအသုံးပြုနိုင်အောင်ဖန်တီးပေးထားတဲ့အတွက်အခုဆိုရင် one click တစ်ချက်နဲ့ရုံနဲ့ကိုလိုချင်တဲ့ package တွေကိုလွယ်လွယ်ကူကူနဲ့လေးလေးမြင်မြင်ဝယ်ယူနိုင်ပြီပေါ့ဗျာ ကျင်းနေတာငါတို့ရဲ့အခုဆိုရင်လေအန်ကယ်ကိုတိုင်းလေ MPD4U ကနေ data တွေကိုလွယ်လွယ်ကူကူဝယ်ရသွားပြီအဲ့တော့အစီအစဉ်လိုက်တယ် ဒါနဲ့လေကြုံလုံးလေးမရအောင်ပဲညီမရဲ့ဖုန်းထဲကိုလေ MPT က promotion message လေးတစ်စောင်ဝင်လာရဲ့ဘိုးကူဆိုလားအဲ့ဒါဘယ်လိုဝယ်ရတာလဲမသိဘူးရှင် ဩညီမပြောတာတခုဝယ်တခုအပူပါဘိုးဘိုးအပေါပြောရတယ်အဲ့ဒါအကို MPD ရဲ့17နှစ်ပြည့်ကျေးဇူးတုတ်ပြန်တဲ့ထူးစီပြီးစက်တင်ဘာလအစပြီးတော့မိတ်ဆက်တာဥပမာကွာညီမ offer တခုဝယ်မယ်ဆိုရင်အဲ့ offer တခုနောက်တဲ့ cashback data point အစရှိတဲ့လက်ဆောင်များတာရရှိမှာဖြစ်တဲ့အတွက်ဒီမားတို့လူငယ်တွေအနေနဲ့အရန်တန်တဲ့ promotion ဖြစ်လို့ဝယ်ယူတဲ့ ဟဲမစိုးဘူးပေါ့တခုဝယ်တခုလက်ဆောင်ဆိုတော့အဆင်ပြေရလေဘယ်လိုဝယ်ရလဲမသိဘူး သူက star 930ချက်ဒါမှမဟုတ် MPV4U အကန့်ကိုဓာတ်ရိုက်ဝယ်လို့ရတယ်အခုတခါလေးဝယ်ပေးလိုက်မယ် ဒီစစ်တမိုင်းကိုရဲ့ညီမနဲ့အဖေနဲ့ကိုအခုလိုမျိုးတေးတစ်ခါလေးရှင်းပြပေးရတာ ဟုတ်ပါဘူး ဟုတ်တယ် ဘယ်လိုဖြစ်ရလဲအာကာတခြားမားတွေကိုအမလက်ခံပေးလို့ရတယ်
ဒီ amount လွဲတာကြတော့ company အတွက်နစ်နာမှုတွေအများကြီးဖြစ်သွား